လေရင်ပုံမှာကျွန်တော်ဘေးကုံကအလှလေးပါဆယ်ဆွဲလာတဲ့ကြက်ကင်အနံ့ကြောင့်ကျွန်တော်သွားရည်ကြပြီးငိုချင်းစိတ်တောင်ပေါက်သွားတယ်ကျွန်တော်တက်တိမွေးပြီးသူ့ကိုမေးလိုက်ချင်တာကခမားရဲ့ကြက်ကင်ကိုကျွန်တော်စီရောင်းပေးလို့ရမလားလို့ပါဒါပေမဲ့သူ့ရဲ့လှပပြီးအေးဆက်ဆက်နိုင်တဲ့မျက်နှာလေးကိုလှမ်းကြည့်လိုက်မိတဲ့အချိန်မှာတော့ဟာဗျာအရန်လှလွန်းနေတာပဲလို့တွေးလိုက်မိတယ်ခမားချက်ရောင်းမှလားလို့ထွက်သွားတယ်အဲ့ဒီစကလုံးတွေပါဇက်ကနေထွက်သွားတဲ့တစ်စက္ကန့်လေးမှပဲကျွန်တော်ရဲ့ဝိညာဉ်နဲ့ခန္ဓာကိုယ်ဟာကွဲကွာသွားတယ်လို့ခံစားလိုက်ရတယ်ဝိညာဉ်ကပေ30ထောင်အမြင့်ကောင်းကင်ယံမှာလွင့်မျောသွားပြီးကျွန်တော်ကိုလှည့်ကြည့်ရင်းညီကိုရေမင်းတော့သွားပြီပဲငါတကယ်စာနေလို့ပါကွာလို့ပြောနေတယ်လို့ပဲကုမ္ပဏီကနေအလုပ်ဖြုတ်ခံရပြီးတဲ့နောက်ဘဏ်ကတ်ထဲကလက်ကျန်ငွေကကနန်း3လုံးပဲကျန်တော့တာလေပတ်စံချွေတာခြင်းလို့အသက်တာဆုံးလေရင်လက်မှတ်ကိုဝယ်ပြီးဇာတိကိုပြန်ပြီးပါကြွေတာကိုပဲစားနေတော့မယ်လို့ဆုံးဖြတ်ခဲ့တာလေရင်မစည်းခင်လေစိတ်မှာမုတ်တဝက်လောက်ပဲစားခဲ့ရတာနာရီအနည်းငယ်လောက်တောက်ခံလိုက်ရင်ရောက်ပြီလို့ထင်ထားခဲ့တာဒါပေမဲ့ဘေးကုံကဒီတယောက်ကတော့ဘယ်လိုပြောရမလဲသူဝတ်ထားတဲ့အဝတ်စားတွေကကျွန်တော်ခံမှန်းကြည့်ရတဲ့လောက်ကျွန်တော်ရဲ့6လစာအိမ်လခလောက်ကိုတန်တယ်လက်ကောက်ဝတ်ကနာရီရဲ့တောက်ပမှုကကျွန်တော်မျက်စိကိုယ်တောင်ကျိန်းသွားစေတယ်ဒီလိုမျိုးမဂဇင်းမျက်နှာဖုံးပေါ်ကနေဆင်းလာတဲ့သူနဲ့တောင်တူနေတဲ့မိန်းကလေးကသူ့ရင်ခွင်ထဲမှာစီဝင်းပြောင်နေပြီးရနံ့ကလည်းအရန်ကိုမွေးကြိုင်လာတဲ့ကြက်ကင်တကောင်ကိုပိုက်ထားတယ်လေဒီလိုကွာခြားလုံးတဲ့အခြေအနေကြီးကကျွန်တော်ရဲ့နောက်ဆုံးကြံနေတဲ့အသိစိတ်လေးကိုပါရိုက်ချိုးပစ်လိုက်တယ်လို့ပဲဒါကြောင့်အဲ့ဒီစကလုံးတွေထွက်သွားတဲ့အချိန်မှာကျွန်တော်တကူလုံး3စက္ကန့်လောက်ကြောက်ရွံ့လို့ဖြစ်သွားတယ်ပြီးတော့မှအသေးအတန်ပြန်ပြောရတော့တယ်မဟုတ်ဘူးကျွန်တော်ပြောချင်တာကခမားရဲ့ကြက်ကင်ကိုကျွန်တော်ဝယ်လို့ရနိုင်မလားလို့ပါသူကကျွန်တော်ကိုလှည့်ကြည့်လာတယ်ကျွန်တော်ပါဇက်ပိတ်သွားတယ်သူ့မျက်နှာကအရန်ကြောက်စရာကောင်းနေလို့တော့မဟုတ်ပါဘူးတကယ်တော့နည်းနည်းတော့ကြောက်စရာကောင်းတာအမှန်ပါပဲအကြောင်းရင်းကသူလှည့်ကြည့်လိုက်တဲ့အချိန်မှာသူ့မျက်ထောက်မှာတေချာမတုတ်ရသေးတဲ့မျက်ရည်စတွေကိုကျွန်တော်မြင်လိုက်ရလို့ပါသူခုလေးတင်ငိုထားတာပဲအဲ့ဒီနောက်သူကကျွန်တော်လုံးဝထင်မှတ်မထားတဲ့အရာတစ်ခုကိုလုပ်လိုက်တယ်အဲ့ဒီကြက်ကင်ကိုကျွန်တော်ရင်ခွင်ထဲတိုက်ရိုက်ထိုးထည့်ပေးလိုက်တယ်ပတ်စံမလို့ဘူးယူသွားလိုက်ငါ့ကိုစကားလာမပြောနဲ့အဲ့ဒီလိုပြောပြီးသူကချက်ချင်းပဲတရင်ပေါက်အပြင်ဘက်ကိုလှည့်ကြည့်နေတော့တယ်ကျွန်တော်လည်းရင်ခွင်ထဲမှာနှွေးပူနေသေးတဲ့ကြက်ကင်တစ်ကောင်ကိုပိုက်ထားရင်းအကြီးအကျယ်ဇဝေဇဝါဖြစ်သွားတော့တယ်ကျွန်တော်ကကြက်ကင်ဝယ်စားခြင်းယုံလေးပါဘလို့လုပ်ပြီးသူ့ကိုငိုအောင်လုပ်မိသွားတာလဲနေပါဦးသူငိုတာကျွန်တော်ကြောက်တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့သူကဘာလို့လေရင်ပေါ်မှာကြက်ကင်ကြီးပိုက်ပြီးငိုနေရတာလဲဒါကဘလို့ဇလန်းမျိုးလဲကျွန်တော်အဲ့ဒီကြက်ကင်ကိုပိုက်ထားရင်းမစားရဲဘူးပြန်လဲမပေးရဲဘူးဖြစ်နေတယ်ငါမိနစ်လောက်တောင်းကြီးဖြစ်နေပြီးတဲ့နောက်ကြက်ကင်ရဲ့အနံ့ကိုရှူရှိုက်မိရင်းစာလုံးလို့အသက်ထွက်တော့မလို့ဖြစ်လာတဲ့အချိန်မှာကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကျွန်တော်ကြက်ကင်ကိုဆွဲပြစ်လိုက်ပြီးကြက်ပေါင်တစ်ချောင်းထည့်ယူလိုက်တယ်ပြီးတော့သူ့ရှေ့ကိုလှမ်းပေးလိုက်တယ်သူလှည့်ကြည့်လာတယ်ကျွန်တော်လက်ထဲကကြက်ပေါင်ကိုကြည့်လိုက်ကျွန်တော်မျက်နှာကိုကြည့်လိုက်နဲ့မျက်မှောင်ကျုပ်သွားပြီးရှင်ယူလာငါပေးထားတာကိုငါ့ကိုပြန်ပေးနေရလားလို့ပြောတယ်ကျွန်တော်အမေပြောဘူးတယ်မိန်းကလေးတွေငိုနေတာကိုမြင်ရင်စားစရာတစ်ခုခုပေးလိုက်တဲ့ဒါကတကယ်ကိုအစွမ်းထက်တဲ့နီးလန်းမဲ့တဲ့ကျွန်တော်အရန်ကိုအလေးနဲ့ထားပြီးပြောလိုက်တယ်ဘာလို့လဲဆိုတော့ဒါကကျွန်တော်အမေတကယ်ပြောခဲ့ဘူးတဲ့စကားမို့လို့ပါပဲဟိုးအရင်ကျွန်တော်မူလာတန်းတုန်းကဘေးကုံကကောင်းမလေးကိုစလို့ငိုသွားတဲ့အချိန်မှာအမေကကျွန်တော်ကိုအဲ့ဒီလိုပဲတင်ပေးခဲ့တာပါတေးချတာပေါ့အဲ့ဒီတုန်းကကျွန်တော်ပေးခဲ့တာကဝက်ဥချောင်းတစ်ချောင်းပါအဲ့ဒီနီးလန်းကလည်းတကယ်ကိုအလုပ်ဖြစ်ခဲ့ပါတယ်သူကကျွန်တော်ကို2စက္ကန့်လောက်စိုက်ကြည့်နေတယ်အဲ့ဒီ2စက္ကန့်အတွင်းမှာကျွန်တော်ခံစားလိုက်ရတာကကိုစီတီစကင်နဲ့ဖက်ခံလိုက်ရတယ်လို့ပါပဲပြီးတော့သူဟက်ခနဲ့တစ်ချက်ရေးလိုက်တယ်ဒါပေမဲ့သူကြက်ပေါင်ကိုတော့ယူလိုက်ပါတယ်သူတခိုက်ကိုက်စားလိုက်တယ်2ကြိမ်3ကြိမ်လောက်ဝါပြီးတဲ့နောက်ရုတ်တရက်ရက်သွားတယ်မျက်ဝန်းတွေပြန်နေရဲလာပြန်တယ်ဒါပေမဲ့ဒီတစ်ခါတော့မျက်ရည်မကျပါဘူးသူကခေါင်းလေးငုံထားပြီးကြက်ပေါင်ကိုကင်ထားရင်းငင်းမောနေတယ်လို့ပါပဲသူဘာတွေတွေးနေလဲဆိုတာကျွန်တော်မသိခဲ့ပါဘူးနောက်ပိုင်းကျမှပဲကျွန်တော်သိခဲ့ရတယ်ဒါပေမဲ့အဲ့ဒါကတော်တော်ကြာပြီးမှဖြစ်လာတဲ့ကိစ္စပါအချုပ်ပြောရရင်အဲ့ဒီနေ့ကကျွန်တော်တို့2ယောက်တဝက်စီနဲ့ပေ30ထောင်အမြင့်ကောင်းကင်ရံမှာကြက်ကင်တစ်ကောင်လုံးကိုကုံအောင်စားပစ်လိုက်ကြတယ်သူ့နာမည်ဘယ်လိုခေါ်လဲဆိုတာ तू မပြောခဲ့တယ်လို့ကျွန်တော်ဘယ်သူလဲဆိုတာကိုလည်း तू မမေးခဲ့ပါဘူးလေရင်ပေါ်ကဆင်းတဲ့အချိန်မှာတော့ကျွန်တော်တို့အချင်းချင်းခေါင်းငိမ့်နှုတ်ဆက်ယုံလေးပဲလုပ်ခဲ့ကြတယ်ကျွန်တော်ရဲ့တစ်ခုတည်းသောအမျက်ကတော့ကြက်ကင်တစ်ကောင်ရဲ့အဆက်ကွဲခဲ့ရတဲ့အမတ်တရတစ်ခုရဲ့ပြီးတော့သူ့ထိုင်ကုန်ပေါ်ကနေကောက်ရခဲ့တဲ့လေရင်တက်လက်မှတ်တစ်ဆောင်ရဲ့ပါပဲအဲ့ဒီအပေါ်မှာလျူရူရန်လို့ရိုက်နေထားတယ်နာမည်လေးကတကယ်နားထောင်လို့ကောင်းတာပဲကျွန်တော်လေရင်တက်လက်မှတ်ကိုပတ်စံအိတ်ထဲထိုးထည့်ထားလိုက်တယ်ပြီးတော့ကိုလန်းကိုရှောက်ခဲ့ကြတယ်ကျွန်တော်ကတော့ဒီတသက်သူ့ကိုပြန်တွေ့ရတော့မှမဟုတ်ဘူးလို့ထင်ခဲ့တာပါကံကြမ္မာဆိုတဲ့အရာကလူကိုတခါတည်းအဆက်ကွဲအောင်ဖန်တီးပေးုံတင်မကဘူးထက်ခါအဆက်ကွဲအောင်လဲစီစဉ်ပေးတတ်သေးတယ်ဇာတိကိုပြန်ရောက်တော့အမေရဲ့နှွေးထွေးတဲ့ကြိုးဆိုမှုကကျွန်တော်ကိုအသက်ရှူကျက်သွားစေတယ်အိမ်ထဲဝင်ချင်းပထမဆုံးစကားကပိန်သွားလိုက်တာတဲ့ဒုတိယစကားကတော့အလုံးမလုံးတော့တာလဲကောင်းတာပဲမနှက်ဖြန်အမေမင်းကိုအိမ်အောင်ဖတ်သွားရွေးပေးမယ်တဲ့ကျွန်တော်ပြောတာကအမေကျွန်တော်ကအလုပ်ဖြုတ်ခံရတာပါကို့သဘောနဲ့ကိုထွက်လာတာမဟုတ်ဘူးလေလို့ပြောတော့အမေကဘာကွာလို့လဲဘလို့ပဲဖြစ်ဖြစ်အခုမင်းအားနေပြီပဲဟာ
လို့ပြန်ပြောတယ်ကျွန်တော်ကတော့ကျွန်တော်အရင်ဆုံးအလုပ်ပြန်ရှာရအောင်မယ်လို့ပြန်ပြောလိုက်ရတော့တယ်အလုပ်ရှာဖို့မလိုသေးဘူးအရင်ဆုံးရည်စားအရင်ရှာစိတ်ခွန်အားရှိမှအလုပ်ကောင်းကောင်းရှာတွေ့မှလို့အမေကပြောတယ်ဒီရုပ်တီကိုကျွန်တော်ပြန်မချေပနိုင်ခဲ့ဘူးအဓိကအကြောင်းရင်းကတော့အမေကအဲ့ဒီလိုပြောနေရင်းနဲ့ကျွန်တော်ပကံထဲကိုကြက်တောင်ပန်6ခုထည့်ပေးလိုက်လို့ပါပဲအဲ့ဒီနောက်မှာတော့ကိုရေးရစဝင်းတွေရှောက်ဖို့အကြောင်းပြန်မလားစောက်ပါမှအကြောင်းပြန်မလားဆိုတဲ့တန်တရားနဲ့လဲနေတော့တာပါပဲကိုရေးရစဝင်းအဆောင်300လောက်ပို့ပြီးတာတော့ကြရက်လေးတစ်ခုတောင်မထားခဲ့ဘူးကျွန်တော်ဘဝကိုကျွန်တော်တန်တရားဝင်လာတယ်ငါတကယ်ပဲအဲ့ဒီလောက်ထိညံ့နေလို့လားပေါ့ခဲချန်ကကျွန်တော်စီဖုန်းဆက်လာတယ်ဒီကောင်ကကျွန်တော်တက္ကသိုလ်အခန်းဖော်လေသူ့ကိုယ်သူတော့ဆွဲစုံရလူငယ်လို့တမုတ်ထားတာပဲတကယ်တမ်းကျတော့အချိန်ပိုင်းလုံ3ခုကိုတပြိုင်တည်းလုံနေတဲ့ကောင်ပါဒါပေမဲ့သူ့မှာအထူးစွမ်းတစ်ခုရှိတယ်အဲ့ဒါကလေလုံးထွားတာပဲမင်းရဲ့ကိုရေးရစဝင်ကိုငါကြည့်ပြီးတေတန်းစာရေးထားတယ်လို့ပဲကွာဖတ်မိတဲ့သူတိုင်းစိတ်ညစ်သွားမှာပဲဖုန်းထဲကနေခဲချန်ကဆရာကြီးလေတန်းနဲ့ဆက်ပြောတယ်ရုံးသုံး software တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်သည့်အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိသည်အကိုရာအခုက2026ခုနှစ်ရောက်နေပြီမင်းရဲ့ကိုရေးရစဝင်က2006ခုနှစ်တုန်းကတော့အလုပ်ဖြစ်မှာမဟုတ်ဘူးငါစီတာပေးလိုက်ငါအသေးချာလေးပြင်ဆင်ပေးမယ်တဲ့ကျွန်တော်တစ်စက္ကန့်လောက်တွေ့ဝေသွားပေမဲ့3ရက်ကြာမှတော့အလုပ်ခေါ်စာတစ်စောင်နောက်ဆုံးတော့ရောက်လာခဲ့ပါတယ်ကျင်းချန်ကယုမြို့ရဲ့အကြီးဆုံးလုပ်ငန်းစုကြီးလုပ်ငန်းနယ်ပယ်မှာထိပ်တန်းကုမ္ပဏီကြီးလေကျွန်တော်ဝမ်းသာလွန်းလို့ထိုင်ကုန်ပေါ်ကနေတော့ခုံတမိမတက်ဖြစ်သွားတယ်အဲ့ဒီနောက်ခဲချန်ပြင်ပေးထားတဲ့ကျွန်တော်ရဲ့ကိုရေးရစဝင်ကိုတေချာကြည့်လိုက်မိတဲ့အချိန်မှာတော့ကျွန်တော်မျက်နှာပေါ်ကအပြုံးတွေတဖြည်းဖြည်းပျောက်ကွယ်သွားတော့တယ်ရုံးသုံး software တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်သည်ဆိုတာကို digital ဂေဟစနစ်ပူးပေါင်းဆောင်ရွက်မှုယန္တရားများကိုကျွမ်းကျင်စွာကင်တွယ်နိုင်သည်လို့ပြင်ထားတယ်အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိသည်ဆိုတာကိုကြတော့ဌာနအချင်းချင်းမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုနှက်ဆိုင်စွာအထောက်အကူပြုနိုင်တဲ့အဆိုးဆုံးကအထူးကျွမ်းကျင်မှုကဏ္ဍမှာရေးထားတာပဲကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုကျွမ်းကျင်သည်တဲ့ကျွန်တော်ခဲချန်စီဖုန်းဆက်လိုက်တော့ကျွန်တော်အတန်တွေတောင်တုံနေပြီဒါဘာအထိပ္ပယ်လဲဆိုတာမင်းငါ့ကိုရှင်းပြစမ်းလို့မေးလိုက်တယ်ခဲချန်ကတော့ခက်တီတီပါပဲမင်းလေရင်ပေါ်မှာအလှလေးတယောက်စီကနေကြက်ကင်ဝယ်စားတယ်ဆိုတာလေအဲ့ဒါကိုလက်တွေ့အတွေ့အကြုံလို့ခေါ်ရဲကွာနားလေလားပြီးတော့ငါအာမခံတဲ့ HR တွေကအထူးကျွမ်းကျင်မှုကဏ္ဍကိုလုံးဝမဖတ်ကြဘူးတဲ့အင်တာဗျူးကမနှက်ဖြန်ကိုရေးရစဝင်ကလည်းပို့ပြီးသွားပြီကျင်းချန်ဂရုရဲ့ဥက္ကဋ္ဌတစ်ကအမြဲတမ်းတူတူတိတ်တိတ်နေတတ်ပြီးမျက်နှာပြအင်တာဗျူးတွေကိုဘယ်တော့မှလက်မခံဘူးကျွန်တော်ကလည်းခဲချန်ရေးပေးလိုက်တဲ့အထာကြကြစကလုံးတွေထဲမှာပဲနှင်းမျောနေခဲ့လို့အထက်လူကြီးတွေရဲ့အချက်လက်တွေကိုတွားရှာဖို့လုံးဝတတိမရခဲ့ဘူးပြင်လို့လည်းမရတော့ဘူးဆိုတော့စွန့်မိတ်ပြီးရင်ဆိုင်ရုံပဲရှိတော့တယ်အင်တာဗျူးဖြေမဲ့နေ့မှာကျွန်တော်စီမှာတစုံတည်းတော့တက်တက်ရရရှိတဲ့ဝတ်စုံကိုဝတ်လိုက်တယ်လက်အင်ဂျီကနည်းနည်းရှိနေပေမဲ့ခောက်တင်လိုက်တော့တိတ်မတိတာတော့ဘူးနက်တိုင်ကို3ချိန်လောက်ပြန်ချီပြီးမှတဲ့သွားတယ်ကျင်းချန်ဂယူရုံချုပ်အဆောက်အုံကိုတနာရီစောပြီးရောက်သွားတယ်အဲ့ကျိုကောင်တာကကောင်မလေးကနာမည်ကိုစစ်ကြည့်ပြီးနံပါတ်10လျှောက်ထားသူဟုတ်ပါတယ်နော်38ထက်ကိုတက်သွားလိုက်ပါရှင်းလို့ပြောတယ်ကျွန်တော်ကြက်တည်တည်သွားတယ်38ထက်အင်တာဗျူးက HR ဌာနမှာဖြေရမှာမဟုတ်ဘူးလားလို့တွေးမိတယ်38ထက်ကဥက္ကဋ္ဌရုံးခန်းမှာအဲ့ကျိုကောင်မလေးကပြုံးပြီးပြောတယ်ဥက္ကဋ္ဌလျိုကိုယ်တိုင်အင်တာဗျူးမှာပါတဲ့တာမန်ရာထူးတစ်ခုအတွက်ဥက္ကဋ္ဌကိုယ်တိုင်အင်တာဗျူးမယ်တဲ့လားအဲ့ဒီတော့ကကျွန်တော်သိအများကြီးမတွေးမိပါဘူးဒီကုမ္ပဏီကလူတော်တွေကိုတော်တော်လေးတန်ဖိုးထားတာပဲလို့ပဲထင်ခဲ့တာဓာတ်လေကတကားပွင့်လာတဲ့အချိန်ထိကိုမိတ်ဆက်ဖို့စိတ်ထဲကနေကြက်နေလုံးပဲရုံးခန်းတကားကိုတွန်းဖွင့်လိုက်တော့အေယာမရုံးစပွဲကြီးတစ်ခုကိုထိတ်တိုက်မြင်လိုက်ရပြီးအဲ့ဒီနောက်မှာလူတစ်ယောက်ထိုင်နေတယ်သူကောင်းမောကြည့်လာတဲ့အချိန်မှာကျွန်တော်တို့မျက်လုံးချင်းစုံသွားပြီးလေလူကြီးတစ်ခုလုံးရက်တန့်သွားတယ်လို့ပဲအဲ့ဒါသူပဲလေရင်ပေါ်မှာကြက်ကင်ကြီးပိုက်ပြီးငိုနေခဲ့တဲ့မိန်းမလှလေးလူရန်သူ့နှက်ခမ်းထောက်လေးကအနှဲငယ်တွန်းကွေးသွားတယ်လို့ပဲတိတ်ကိုတင်းငယ်လွန်းလို့ကျွန်တော်အမြင်မှားတာလားဆိုတာတော့တေချာမသိနိုင်တော့ဘူးသူရှိမှတော့ကိုရေးရစဝင်တဆောင်ဖြန့်ထားတယ်ကျွန်တော်ရဲ့ကိုရေးရစဝင်ပေါ့ဘေးမှာတော့လိမ္မာရေးချရှိပုံရတဲ့ကောင်မလေးတယောက်ရက်နေတယ်အတွင်းရင်းမှုဖြစ်ပုံရတယ်သူကကိုရေးရစဝင်ကိုမုန်းကြည့်လိုက်ပြီးနောက်အတက်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းထားတဲ့လေတံမျိုးနဲ့ပြောလာတယ်ဥက္ကဋ္ဌလီယိုသူကတော့ HR ဌာနကဒီတစ်ပတ်မှာထူးဆန်းတဲ့ဖြစ်ရက်ဆိုပြီး view ချက်ထဲတင်လိုက်လို့ဥက္ကဋ္ဌကိုယ်တိုင်ချက်ချင်းမြင်သွားပြီးအထူးခွင့်ပြုချက်နဲ့ခေါ်လိုက်တဲ့ကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုကျွမ်းကျင်သည့်ဆိုတဲ့လျှောက်ထားသူပါပဲရှင်နဲ့အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဝိညာဉ်ဟာဒုတိယအကြိမ်ဖြစ်ခန္ဓာကိုယ်ထဲကနေလွင့်ထွက်သွားပြန်ပြီကျွန်တော်လှည့်ပြေးခြင်းပေမဲ့ခြေထောက်တွေကအမိတ်မနာခံတော့ဘူးကျွန်တော်တကားဝမှာပဲတောင်းကြီးရက်နေမိပြီးတကိုယ်လုံးကသွေးတွေမျက်နှာစီစောင့်တက်လာတယ်လို့ခံစားလိုက်ရတယ်လူရန်ကလက်ထဲကဘောပင်ကိုချလိုက်ပြီးထိုင်ကုန်ကိုမိကကျွန်တော်ကိုကြည့်နေတယ်သူ့မျက်နှာကတည်ငြိမ်နေပြီးဝမ်းသာနေသလားစိတ်ဆိုးနေသလားဆိုတာခံမှန်းရခက်တယ်ဒါပေမဲ့သူ့လက်ချောင်းလေးတွေကစပွဲပေါ်ကိုနှစ်ချက်လောက်ခပ်ဖောက်ခွာလေးခောက်လိုက်တာကိုကျွန်တော်သတိထားမိလိုက်တယ်နောက်ပိုင်းကျမှပဲအဲ့ဒါကသူ့ရဲ့ကျင်နာကိုအောင့်ထားတဲ့အကျင့်ဆိုတာကျွန်တော်သိခဲ့ရတယ်ပြောပါဦးလို့သူကပြောတယ်ရှင်ရဲ့ကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုဆိုတာကဘလို့ project အတွေ့အကြုံမျိုးကိုပြောတာလေတဲ့သွားပါပြီလုံးဝကိုပြီးဆုံးသွားပါပြီဆိုတာကိုကျွန်တော်သိလိုက်ပါပြီ
ဒါပေမဲ့ကျွန်တော်ကတော့ဖြစ်ချင်ရဖြစ်ဆိုပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ပွင့်ပွင့်လင်းလင်းပဲအမှန်တိုင်းပြောလိုက်တယ်အဲ့ဒါကဟိုတစ်ခေါက်လေးရင်ပေါ်မှာဥက္ကဋ္ဌစီကနေကြက်ကင်ဝယ်စားတဲ့အတွေ့အကြုံပါပဲရုံးခန်းကြီးဟာ9စက္ကန့်လောက်တိတ်ဆိတ်သွားတယ်အတွင်းရေးမှုကခေါင်းကိုလွှဲသွားပြီးပခုံးတွေတုံနေအောင်ရင်းနေတယ်လူရူရန်ကတော့ဘာခံစားချက်မှမရှိတဲ့မျက်နှာနဲ့စကားနှခုံးပဲပြောတယ်ခန့်လိုက်ပြီးတဲ့မနှက်ဖြန်အလုပ်လာစင်းပါဈေးကွက်ချက်ထွင်ရေးဌာနခွဲ3ကိုတွားရမယ်သူကောင်းငုံပြီးစာရွက်စာတမ်းတွေကိုဆက်ကြည့်နေတော့တယ်ကျွန်တော်ကိုထပ်ပြီးဂယုမဆိုင်တော့ဘူးအတွင်းရေးမှုကကျွန်တော်ကိုရုံးခန်းအပြင်ဘက်ကိုခေါ်ထုတ်သွားတယ်တကားဝရောက်တော့သူကကျွန်တော်ကိုတိုးတိုးလေးပြောတယ်ဌာနခွဲ3ကကျမတို့ကုမ္ပဏီမှာအပင်ပန်းဆုံးဌာနပဲဝန်ထမ်းတစ်တွေတောက်ခံနိုင်တဲ့နှုန်းက30%တောင်မပြည့်ဘူးဥက္ကဋ္ဌလျိုကစကားပြောရလွယ်တဲ့သူမဟုတ်ဘူးနော်စူးစမ်းပါဦးပြောပြီးတာနဲ့သူကကျွန်တော်ကိုကြည့်ပြီးပြုံးပြလိုက်တယ်အဲ့ဒီအပြုံးကဘယ်လိုပြောရမလဲပွဲကြည့်ချင်နေတဲ့ပြဿနာပိုကြီးလာတာကိုသဘောကျနေတဲ့အထိပ္ပယ်မျိုးနည်းနည်းတော့ပါနေတယ်လို့ပဲနောက်ပိုင်းကျမှပဲသူ့နာမည်ကရှောင်းယုံကြီးဆိုတာကျွန်တော်သိခဲ့ရတယ်သူကလူရူရန်ရဲ့ကိုရေးအရာရှိအတွင်းရေးမှုလည်းဖြစ်အချစ်ဆုံးတငယ်ချင်းလည်းဖြစ်နေတာကိုပြီးတော့သူပြုံးလိုက်တဲ့အထိပ္ပယ်ကကျွန်တော်ရဲ့ပွဲကိုကြည့်ချင်တာမဟုတ်ဘူးသူ့တထေးရဲ့ပွဲကိုကြည့်ချင်နေတာဌာနခွဲ3ဆိုတဲ့နေရာကိုဘယ်လိုတင်စားရမလဲဆိုရင်ကျင်းချံဂယုတစ်ခုလုံးရဲ့အမိုက်သိမ်းစင်တာနေရာပါပဲတခြားဌာနတွေဈေးစစ်လို့မရတဲ့ဖောက်တယ်တွေဘယ်သူမှမကင်တွေ့ခြင်းတဲ့ project တွေရှုပ်ရှုပ်ရှက်ရှက်ပြဿနာပေါင်းစုံကိုဌာနခွဲ3စီအကုန်ပစ်ချတာပဲကျွန်တော်အလုပ်သွားစင်းတဲ့နေ့ကဌာနထဲမှာကျွန်တော်အပါဝင်စုစုပေါင်းလူ4ယောက်ပဲရှိတယ်အရင်က12ယောက်ရှိခဲ့တာကျန်တဲ့သူတွေကအလုပ်ထွက်သွားတာဒါမှမဟုတ်ငိုယိုပြီးဌာနပြောင်းခိုင်းလို့ထွက်သွားကြတာကြီးပဲဒါကစမ်းသပ်မှုတစ်ခုဖြစ်နိုင်တယ်လို့လက်စားချေတာလည်းဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်ဂယုမစိုက်ပါဘူးအလုပ်ဖြုတ်ခံရမှာကိုကြောက်လန့်နေတဲ့သူတယောက်အနေနဲ့အလုပ်ဆိုတဲ့အရာပေါ်မှာယောဂတစ်ခုလိုဆွဲလန်းမြတ်နိုးစိတ်မျိုးဖြစ်ပေါ်လာတတ်တယ်လေနောက်တစ်လလုံးကျွန်တော်ကဌာနခွဲ3အတွက်အသက်ကိုပါပုံအပ်ထားတယ်လို့အလုပ်လုပ်ခဲ့တယ်အရင်ကပုံနေတဲ့ဖောက်တွေအချက်လက်တွေကရှုပ်ပွားနေတာပဲကျွန်တော်တစ်ပတ်လုံးအချိန်ပိုဆင်းပြီးအကုန်လုံးကိုအစကနေပြန်စီစဉ်ခဲ့တယ်ပြီးတော့လုပ်ငန်းစဉ်မှတ်တမ်းစရာတစ်ခုကိုလည်းတိစောက်ခဲ့တယ်ခေချန်ကကျွန်တော်ကိုအလုပ်ဆင်းပြီလားလို့ဖုန်းဆက်မိတယ်ကျွန်တော်ကအချိန်ပိုဆင်းနေတယ်လို့ပြောလိုက်တယ်သူကမင်းကိုငရဲချင်းနဲ့ပြစ်ချခဲ့တဲ့မိန်းမတစ်ယောက်အတွက်မင်းကအသက်ပါပေးနေတာလားမင်းအုံနောက်ထဲဆက်စီတွေဝင်နေတာလားလို့ပြောတယ်ကျွန်တော်ကမင်းပါစက်ပိတ်ထားစမ်းပါအဲ့ဒါကကျေးဇူးဆက်တာကွာလို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်မှာကျွန်တော်လုပ်ရက်တစ်ခုလုပ်ခဲ့တဲ့လုပ်ဖို့ကိုင်ဘက်တွေကတော့တော်တော်လေးလွန်တယ်လို့ထင်ကြတာပေါ့အဲ့ဒါကဖောက်တီကိုကြက်ကင်သွားကြွေးတာပဲတမိုးကြီးစားတောက်ဆိုင်ကြီးတွေတော့မဟုတ်ဘူးလမ်းထိပ်ကတာမန်ဆိုင်လေးတစ်ဆိုင်ပါဆိုင်ရှင်ကကြက်ကင်ကင်လာတာအနှစ်30လောက်ရှိပြီဖြစ်တဲ့ဆိုင်မျိုးလေးတခြားသူတွေကဖောက်တိန်နဲ့စကားပြောရင်ဂျပန်စာတွေပြင်သစ်စာတွေကြွေးကြပေမဲ့ကျွန်တော်ကတော့40တန်ကြက်ကင်ကိုပဲကြွေးလိုက်တာပါဒါပေမဲ့ရလက်ကတော့အံ့ဩစရာကောင်းလောက်အောင်ကောင်းခဲ့တယ်မျက်နှာချင်းဆိုင်ကအကိုကြီးကတကိုက်လောက်စားပြီးတာနဲ့စပွဲကိုပုတ်ပြီးသူ့ဘဝမှာဒီလိုရတာမျိုးနဲ့မတွေ့ရတာ10နှစ်တောင်ရှိပြီလို့ပြောတော့တာပဲအဲ့ဒီနောက်ကျွန်တော်တို့ကြက်ကင်2ကောင်နဲ့ဘီယာလေးပလင်းတောက်ရင်းနဲ့စာချုပ်ကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့တယ်ဒါကယုတ်တိရှိရဲ့လားဒါပေမဲ့တကယ်ကိုအောင်မြင်သွားခဲ့တာပဲရှောင်းယုံကြီးကတခါတလေဌာနခွဲ3ကိုလာစစ်ဆေးတတ်တယ်လာတိုင်းကျွန်တော်စပွဲပေါ်ကိုကော်ဖီတစ်ခွက်လာတင်ထားတတ်တယ်သူကဥက္ကဋ္ဌလျိုကလမ်းကြုံလို့ဝင်ပေးခိုင်းလိုက်တာလို့ပြောတယ်ကျွန်တော်လည်းအချိန်တိုင်းဥက္ကဋ္ဌလျိုကိုလေးလေးနက်နက်ကျေးဇူးတင်ခဲ့တာပဲတခါတော့ကျွန်တော်ကဥက္ကဋ္ဌလျိုဘာတော့ရတာကြိုက်လဲလို့အမှတ်တမဲ့မေးလိုက်တယ်ရှောင်းယုံကြီးကခံမှန်းကြည့်လေတဲ့ကျွန်တော်ကလာတေးလို့ဖြေလိုက်တယ်သူကတစ်ချက်ပြုံးလိုက်ပြီးဘာမှမပြောဘဲထွက်သွားတယ်နောက်ပိုင်းကျမှပဲကျွန်တော်သိခဲ့ရတာကအဲ့ဒီကော်ဖီတွေကလူရူရန်ပေးခိုင်းတာလုံးဝမဟုတ်ပဲရှောင်းယုံကြီးကိုယ်တိုင်ဝယ်လာခဲ့တာဆိုတာပါပဲသူပြန်ရောက်တော့လူရူရန်ကိုနံပါတ်10ကဥက္ကဋ္ဌရဲ့ကော်ဖီအတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်ငါဘယ်တော့မှနင့်ကိုကော်ဖီယူသွားခိုင်းလို့လဲလို့လူရူရန်ကပြန်မေးတယ်ရှောင်းယုံကြီးကဒါဆိုမနှက်ဖြန်ထက်ယူသွားပေးရအောင်မလားလို့မေးတော့လူရူရန်က3စက္ကန့်လောက်တိတ်ဆိတ်သွားပြီးရတယ်တကြားလျှော့ထဲလို့ပြောလိုက်တယ်ဒီစကားပြောဆိုမှုတွေကိုကျွန်တော်မသိခဲ့ဘူးသိလာရတဲ့အချိန်ကလည်းတော်တော်ကြာပြီးမှပါ3လအကြာမှာတော့ဌာနခွဲ3ရဲ့စွမ်းဆောင်ရည်ကကုမ္ပဏီတစ်ခုလုံးရဲ့အောက်ဆုံးကနေထိပ်ဆုံးထိတက်သွားခဲ့တယ်လူရူရန်က3လပတ်အထက်လူကြီးအစည်းအဝေးမှာနံပါတ်10ကိုဈေးကွက်ချက်ထွင်ရေးဌာနခွဲ3ရဲ့တာဝန်ခံအဖြစ်ယာတုတိုးပေးလိုက်ပြီးတစ်ချိန်တည်းမှာပဲဈေးကွက်ရှာဖွေရေးဒါရိုက်တာရဲ့လက်ထောက်ဖြစ်ခန့်အပ်လိုက်တယ်လို့ကြေညာခဲ့တယ်ဒီသတင်းကကုမ္ပဏီတစ်ခုလုံးမှာပောက်ကွဲသွားတယ်လို့ဟိုးလေးတကြောဖြစ်သွားတယ်စီမံခန့်ခွဲရေးဌာနမှာလီရှီယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်ဒီကောင်မလေးရဲ့ပါဇက်ကကျင်းချံဂရုထဲကသတင်းဖြန့်ချီရေးမှာဆက်သွယ်ရေးတာဝါတိုင်တစ်ခုလောက်ကိုမြန်လာသူကဌာနရဲ့ဂရုချက်ထဲမှာဖျားရည်နင်တို့သိကြလားကိုရေးရစဝင်မှာကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုလို့ရေးထားတဲ့ဝန်ထမ်းတစ်လေးကတိုက်ရိုက်ကိုဒါရိုက်တာလက်ထောက်ဖြစ်သွားပြီးဟေ့လို့တင်လိုက်တယ်စခရင်ရှော့က10မိနစ်အတွင်းမှာပဲကုမ္ပဏီတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့တယ်ကျွန်တော်နောက်တစ်ချိန်အဆက်ကွဲရပြန်ပြီးဒါတတိယအကြိမ်မြောက်ပဲဒီနှုံးနဲ့သာဆိုရင်ကျွန်တော်တပွားစာအတွက်အဆက်ကွဲရမယ့်ကံကြမ္မာတွေအကုန်လုံးဒီကုမ္ပဏီမှာတင်သုံးပစ်လိုက်ရတော့မယ်ထင်တယ်ဒါပေမဲ့တကယ်ပွဲကြီးပွဲကောင်းကအနောက်မှာကြံနေသေးတယ်အထက်လူကြီးအစည်းအဝေးပြီးသွားတဲ့အချိန်မှာပေါ့စင်ကြံလမ်းမှာမပေါ်လာတဲ့လူတစ်ယောက်ပေါ်လာတယ်ထန်ယွမ်ဂရုရဲ့ဥက္ကဋ္ဌဝန်ထမ်းသူကလူရူရန်ရဲ့စိတ်ဆက်ထားသူဟောင်းလည်းဖြစ်တယ်
သူတို့နှစ်အိမ်အောင်ဆိတ်ဆက်ထားတာကိုဖျက်လိုက်တယ်ဆိုတဲ့အတင်းအဖျင်းတွေကစီးပွားရေးတိုင်ဝိုင်းထဲမှာပြန့်နေတာလာပေါင်းများစွာကြားနေပြီလေသူကမတော်တဆဆုံးတယ်လို့ဟန်ဆောင်ပြီးအထက်တန်းဆန်ဆန်ပြုံးပြတယ်ယူရန်မင်းကစိတ်ဝင်စားစရာကောင်းတဲ့လူရည်ချွန်တယောက်ကိုယာဒူတိုးပေးလိုက်တယ်လို့ကြားတယ်အကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုတဲ့ကျွတ်ကျင်းချန်ကယူရဲ့လူရွေးချယ်တဲ့စံနှုန်းကတကယ်ကိုတမူထူးကြတာပဲနော်လူယူရန်ကဘာမှပြန်မပြောဘူးဝန်ထန်ကနောက်ထပ်တခွန်းထပ်ဖြစ်ပြောတယ်ကြားတာတော့အဲ့ဒီလူကိုမင်းလေရင်ပေါ်ကနေကောက်ရလာတာဆိုကြက်ရောင်းတဲ့သူတယောက်တဲ့ယူရန်ရဲ့ကိုတို့ရဲ့စိတ်ဆက်ထားတာကိုမင်းဖြစ်လိုက်တာအဲ့ဒါကြောင့်များလားသူကကြက်ရောင်းတာမဟုတ်ဘူးသူကအသက်ပါပေးပြီးအလုပ်လုပ်တာလူယူရန်ရဲ့အတန်ကတိတ်မကျပါဘူးဒါပေမဲ့စင်ကြံလန်းထဲမှာတော့စကလုံးတိုင်းကိုရှင်းရှင်းလင်းလင်းကြားနေရတယ်3 လအတွင်းမှာဈေးကွက်ချက်ထွင်ရေးဌာနခွဲ3ရဲ့စွမ်းဆောင်ရည်က4 ဆတက်သွားခဲ့တယ်ရှင်တို့ထန်ယွန်ဂရုရဲ့ဈေးကွက်ရှာဖွေရေးဌာနကမိနစ်ကတစ်နှစ်လုံးစာမှာ8%ပဲတက်တာလေရှင်အားနေလို့လာလဲတာဆိုရင်အဲ့ဒီကြက်ရောင်းတဲ့သူကိုဘလို့မီအောင်လိုက်ရမလဲဆိုတာပြန်တွေးနေတာကပိုကောင်းမယ်စင်ကြံလန်းကြီးတိတ်ဆိတ်သွားတယ်ဝန်ထန်မျက်နှာပေါ်ကအပြုံးတွေတောက်ခဲသွားတယ်သူ့နောက်လိုက်တွေအားလုံးလဲခေါင်းငုံပြီးကြမ်းပြင်ကိုပဲငုံကြည့်နေကြတယ်နောက်ဆုံးတော့သူကအေးဆက်ဆက်တစ်ချက်နာမှုတ်လိုက်ပြီးလှည့်ထွက်သွားတယ်ကျွန်တော်ကတော့အဲ့ဒီအချိန်ကစင်ကြံလန်းထောင်ချိုးမှရက်နေခဲ့တာပါမူလကရင်နှွေးခမ်းသွားပြီးရေခတ်မလို့လေအားလုံးကိုကြားလိုက်ရတယ်ကျွန်တော်ရေခွက်ကိုကင်ပြီးနေရာမှာတင်ရက်နေမိတဲ့နိုင်ရွက်တွေကပူထူနေတာကြက်ဥတောင်ကြော်စားလို့ရမယ်အဆင်ပဲရေခွက်ထဲကရေတဝက်လောက်ဖိတ်ကျသွားတာကိုတောင်သတိမထားမိဘူးရှောင်းယုံကြီးကကျွန်တော်အနောက်ကနေဖြတ်သွားရင်ကျွန်တော်ကိုတစ်ချက်ကြည့်လိုက်တယ်ဒရိုက်တာတစ်ဆက်ရေနွေးခမ်းကဘယ်ဘက်မှလေးရှင်ညာဘက်ကိုရှောက်သွားနေတာကျွန်တော်လက်တစ်ချက်တုံသွားပြီးကြံနေတဲ့ရေတဝက်ပါဖိတ်ကျသွားတော့တယ်နှစ်ကုံတော့ကျင်းချံကယူကနှစ်ပတ်လည်ပွဲလုပ်တယ်ဟိုတယ်ပါတီခန်းမတစ်ခုထဲမှာလူ900ကျော်လောက်ကြိတ်ကြိတ်တိုးနေတာပဲခွက်ချင်းတိုက်တန်တွေစူညံနေတယ်ကျွန်တော်ကခဲချမ်းငါးပေးထားတဲ့ဝတ်စုံကိုဝတ်ထားတယ်တစိုက်လောက်ကြီးနေပေမဲ့မီးအောင်မှိတ်နေတော့တိတ်မတိတာပါဘူးထောင်ကြကြနေရာလေးတစ်ခုမှာထိုင်ပြီးကိုလူမသိသူမသိဖြစ်အောင်အတက်နိုင်ဆုံးကြိုးစားနေခဲ့တယ်လူရူရန်ပွဲတဲ့ဝင်လာတဲ့အချိန်မှာတော့ပါတီခန်းမတစ်ခုလုံးရဲ့အတန်တွေကတဝက်လောက်ကျဆင်းသွားတယ်သူဘာဝတ်ထားလဲဆိုတာကိုကျွန်တော်မဖော်ပြတော့ပါဘူးကျွန်တော်ပြောနိုင်တာတစ်ခုကကျွန်တော်သူ့ကို4 စက္ကန့်လောက်ကြည့်နေမိတယ်ဒါမှမဟုတ်6 စက္ကန့်ဒါမှမဟုတ်8 စက္ကန့်လောက်လည်းဖြစ်နိုင်တယ်ကျွန်တော်အချိန်မမှတ်ထားမိဘူးကျွန်တော်မှတ်မိတာတစ်ခုကသူကျွန်တော်တို့စပွဲကိုဖျက်သွားတဲ့အချိန်မှာလေတူးထဲမှာခက်တင်းတင်းရနက်လေးတစ်ခုရလိုက်တယ်အဲ့ဒီနောက်ကျွန်တော်တူပြုတ်ကျသွားတယ်သူကိုကောက်နေတဲ့အချိန်မှာကျွန်တော်ကောင်းထဲမှာအတွေးတစ်ခုပဲရှိတယ်နံပါတ်10မင်းနည်းနည်းတည်ငြိမ်စမ်းပါအဲ့ဒီနောက်နှစ်ပတ်လည်ပွဲမှာမဲဖောက်တဲ့အစီအစဉ်လုပ်တယ်ခင်ဗျားတို့စဉ်းစားကြည့်ဘာဖြစ်မယ်ထင်လဲကျွန်တော်မဲပေါက်သွားတယ်ပထမစုလေတသက်လုံးမဲမပေါက်ဘူးတဲ့သူကဒီလိုအရေးကြီးတဲ့အချိန်ကြမှာလာပေါက်နေတယ်အစီအစဉ်တင်ဆက်သူကကျွန်တော်ကိုစင်ပေါ်တက်ပြီးစကားနည်းနည်းလောက်ပြောဖို့အတင်းတောင်းဆိုတယ်ကျွန်တော်မိုက်ကိုကင်ထားရင်ခေါင်းထဲမှာလွတ်ဟာသွားတာများတက္ကသိုလ်ဝန်ထမ်းစာမှုပွဲခန်းထဲမှာတင်းချပုံတင်နေတွေမေ့သွားတယ်လို့ပဲကျွန်တော်မသိစိတ်ကနေလူယူရန်ကိုတစ်ချက်လှမ်းကြည့်လိုက်မိတယ်သူကဝိုင်ခွက်ကိုကင်ပြီး VIP နေရာမှာထိုင်နေတယ်မျက်နှာကတော့အေးဆေးဆေးပါပဲလှုပ်ဝက်ချက်ကတော့ကျက်စားတာပါပဲကျွန်တော်ကဂိမ်းထဲကကျက်စားတာကိုပြောတာမဟုတ်ဘူးကြက်ကင်ကိုပြောတာပါလို့ဆက်ပြောလိုက်တယ်စင်အောက်မှာတော့ကြောင်တောင်နဲ့ရေတံတွေထွက်လာတယ်အဲ့ဒီနောက်ကျွန်တော်ကကိုယ်တိုင်တောင်ကြုံမစင်းစားထားမိတဲ့စကားတစ်ခုကိုပြောလိုက်တယ်ကျင်းချန်ကယူကကျွန်တော်ကိုအခွင့်အရေးပေးတာကိုကျွန်တော်တစ္ဆာမဖောက်ချင်ပါဘူးဒီလောက်ပါပဲပြောပြီးတာနဲ့ကျွန်တော်စင်ပေါ်ကဆင်းလာခဲ့တယ်လူယူရန်ရဲ့တုတ်ပြန်မှုကိုကျွန်တော်မမြင်လိုက်ရဘူးဒါပေမဲ့နောက်ပိုင်းရှောင်ယုံကြီးကကျွန်တော်ကိုပြောပြတယ်လူယူရန်ကဝိုင်ခွက်ကိုကင်ထားတဲ့လက်ကိုတစ်ချက်တင်းကျပ်သွားအောင်စုပ်ကင်လိုက်တယ်တဲ့ဒီအသေးစိတ်လေးကိုဘယ်လိုနားလည်ရမလဲဆိုတာကျွန်တော်မသိပါဘူးခွက်ကချော်နေလို့လည်းဖြစ်နိုင်တာပဲလေလွတ်လပ်စွာစကားပြောဆိုနိုင်တဲ့အစီအစဉ်ရောက်တော့လမ်းလျှောက်နေတဲ့ဆက်သွယ်ရေးတာဝါတိုင်းလီရှီယာကဘယ်နှခွက်လောက်တောက်ထားမှန်းမသိဘူးရိုင်းတိရိုင်တိုင်းနဲ့လူအုပ်ကြားတဲ့ကိုရှောက်လာပြီးခမ်းမတစ်ခုလုံးကြားနိုင်လောက်တဲ့အတန်ကျဲကြီးနဲ့စကားတစ်ခွန်းကိုအော်ပြောလိုက်တယ်အဲ့ဒီစကားတစ်ခွန်းကတညလုံးရဲ့အခြေအနေကိုပြောင်းလဲသွားစေခဲ့တယ်နံပါတ်10မင်းကိုငါအမြဲတမ်းမေးချင်နေတာနေဥက္ကဋ္ဌရိုကိုပထမဆုံးမြင်တွေ့လုံးကပြောခဲ့တဲ့ပထမဆုံးစကားတစ်ခွန်းကတကယ်တော့ဘာလဲကောလာဟာလာတွေကလို့တကယ်ပဲအဲ့ဒီတိုင်းပဲလားတဲ့ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားတယ်မျက်လုံးပေါင်းရချီပြီးကျွန်တော်စီလှည့်လာကြတယ်ကျွန်တော်ရဲ့ချွေးစည်းတွေကကြောပြင်ကနေခြေဖနှောက်ထိစီးကျလာတယ်ကျွန်တော်ယူရန်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်သူကသူ့နေရာမှာထိုင်နေပြီးမျက်နှာကအရန်ကိုတည်ငြိမ်နေတယ်အလွန်အမင်းကိုတည်ငြိမ်လို့နေတာပါအဲ့ဒီနောက်သူမတ်တက်ရက်လိုက်တယ်ကျွန်တော်နှလုံးခုန်တန်တစ်ချက်ရက်သွားတယ်သူကဝိုင်ခွက်ကိုကိုင်ရင်ကျွန်တော်ရှေ့ကိုရှောက်လာတယ်ဖြည်းဖြည်းချင်းတလန်းချင်းစီခမ်းမတစ်ခုလုံးရဲ့အကြည့်တွေကသူနဲ့အတူရွှေလျားနေကြတယ်သူစကားဆပြောတယ်အတန်ကတိတ်မကျေပေမဲ့တိတ်ဆိတ်နေတဲ့ပါတီခမ်းမထဲမှာစကလုံးတိုင်းကိုရှင်းရှင်းလင်းလင်းကြားနေရတယ်သူကကျွန်တော်ကိုမေးတယ်ရှင်ရောက်မှလားတဲ့ခမ်းမတစ်ခုလုံးပွဲကျသွားတယ်ကျွန်တော်သာနေရာမှာတဲ့အငွေ့ပြန်သွားကျင်တော့တာပဲဒါပေမဲ့ तू မရက်သေးဘူး तू ကကျွန်တော်ကိုကြည့်နေတယ်မီးရောင်တွေကသူ့မျက်ဝန်းထဲမှာကြားရောက်နေတယ်အဲ့ဒီလိုနှွေးထွေးတဲ့အရေးရောင်မျိုးကိုသူ့မျက်နှာပေါ်မှာကျွန်တော်တခါမှမမြင်ဘူးခဲ့ဘူးဒါပေမဲ့အဲ့ဒီချက်ကင်ကလေ
သူတစ်စက္ကန့်လောက်ရက်သွားတယ်ငါတသက်ရဘူးတမျှထဲမှာအကောင်းဆုံးချစ်ခွင့်ပန်ခြင်းပဲရဲတန်းတွေရက်တန့်သွားတယ်ပါတီခမ်းမတွေကလူ900ကျော်ဟာတပြိုင်တည်းအသက်ရှူမှသွားကြတယ်ကျွန်တော်သူ့ကိုပြူးကြည့်နေမိတယ်သူကဝိုင်ခွက်ကိုကင်ထားရင်ကျွန်တော်ဘယ်ချိန်တည်းကကင်ထားမိမှန်းမသိတဲ့ကျွန်တော်လက်ထဲကအရက်ခွက်ကိုခပ်ဖွားဖွားလေးလာတိုက်သွားတယ်ပြီးတော့သူလှည့်ထွက်သွားတယ်ကျွန်တော်ကတော့နေရာမှာရက်ကြံခဲ့ပြီးခွက်ထဲကအရက်တွေရင်းရိုင်ဖိတ်စင်လာကငှားလာတဲ့ဝတ်စုံပေါ်ကိုကြားကုန်တယ်ကဲကြပါဦးသူဘာအဓိပ္ပာယ်နဲ့ပြောတာလဲသူခုနှစ်လေးတင်ဘာပြောသွားတာလဲသူကအဲ့ဒါအကောင်းဆုံးချစ်ခွင့်ပန်ခြင်းပါလေလားဒါပေမဲ့အဲ့ဒီတုန်းကကျွန်တော်ကကြက်ကင်လေးတစ်ကောင်ဝယ်စားခြင်းုံတက်ပါဗျာလီရှီယာကဘေးနားမှာဖုန်းကိုမြောက်ပြီးအသေးအတန်တပ်ပုံတွေရိုက်နေတယ်ရှောင်းယုံကြီးကတော့ထောက်တနေရာမှာရက်ပြီးဖုန်းကိုကြည့်ကပြုံးနေလေရဲ့အဲ့ဒီညကကျွန်တော်အိတ်မပြောတော့ဘူးဟိုဘက်လိတ်ဒီဘက်လိတ်နဲ့သူ့စကားတခွန်းတည်းကိုပဲခေါင်းထဲမှာအချိန်တရာလောက်ပြန်ဖွင့်နေမိတယ်အကောင်းဆုံးချစ်ခွင့်ပန်ခြင်းမဟုတ်သေးပါဘူးသူကနောက်ပြောင်လိုက်တာဖြစ်မဲ့ကျွန်တော်အဆက်ပြေသွားအောင်ဝင်ကူပြောပေးတာပဲနေမှာပါဟုတ်တယ်အဆက်ပြေအောင်ကူပြောပေးတာပဲအယုံမလွယ်စမ်းနဲ့နံပါတ်10မင်းတတိလေးပါလေးထားစမ်းပါပြီးတော့အဲ့ဒီနောက်သူ့စကားကိုကျွန်တော်ခေါင်းထဲမှာနောက်ထပ်အချိန်တရာလောက်ပြန်ဖွင့်မိပြန်တယ်တေးလိုက်ပါတော့လုံးဝကိုတတိပြန်မဝင်နိုင်တော့ဘူးနှစ်ပတ်လဲပွဲပြီးလို့3ရက်မြောက်နေ့မှာလူတစ်ယောက်ကကျွန်တော်ကိုထမင်းစားဖို့ချိန်တယ်လူရမ်းမဟုတ်ဘူးသူ့အဖေယူကော်တုံးချင်းချန်ဂယူရဲ့တီထောင်သူတဝက်တစ်ပြက်အငိမ့်စားယူထားတဲ့အနေထားပေါ့ကျွန်တော်အသက်ရက်ဆုံးစမတ်ကြတဲ့ရှက်အင်ဂျီကိုဝတ်သွားခဲ့တယ်ဒါပေမဲ့သူကကျွန်တော်ကိုတာမန်လမ်းဘေးဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားပြီးကြက်ကင်တစ်ကောင်မှလိုက်တယ်ယူကော်တုံးကကြက်ပောင်ကိုကိုက်စားရင်းကျွန်တော်ကိုကြည့်ကပြောတယ်လေရင်ပေါ်မှာမင်းတို့နှစ်ယောက်ဖြစ်ခဲ့တဲ့ကိစ္စကိုယူရန်ကငါ့ကိုပြောပြတယ်ကျွန်တော်စိတ်လှုပ်ရှားလွန်းလို့သူ့ကိုယ်တော်တေးချမကင်နိုင်တော့ဘူးသူကဆက်ပြောတယ်မင်းကသူ့ကိုကြက်ပောင်ဖဲပေးလိုက်တယ်ဆိုပါလားအဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတာမင်းသိလားကျွန်တော်ခေါင်းရမ်းပြလိုက်တယ်သူကတက်ပြင်းတစ်ချက်ချတယ်ယူရန်ရဲ့အမေကစောစောစီးစီးဆုံးသွားတာအဲ့ဒီအချိန်တုန်းကငါကလည်းစီးပွားရေးနဲ့အလုပ်များနေတော့သူ့ကိုအချိန်ပေးနိုင်ဆုံးကသူ့ဖိုးပဲလေအဖိုးကြီးကအပတ်တိုင်းသူ့ကိုလမ်းထိပ်ခေါ်သွားပြီးကြက်ကင်တကောင်ဝယ်ကျွေးလေးရှိတယ်အဖိုးနဲ့မြေးနှစ်ယောက်တကားခုံပေါ်မှာထိုင်ပြီးခွဲစားကြတာပေါ့အဖိုးကအမြဲတမ်းကြက်ပေါင်နှစ်ချောင်းလုံးကိုသူ့ကိုပဲဖယ်ပေးတတ်တယ်နောက်ပိုင်းအဖိုးကြီးဆုံးပါသွားတော့ယူရန်ကဘသူနဲ့မှကြက်ကင်တကောင်ကိုခွဲမစားခဲ့တော့ဘူးသူကကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်နေတယ်သူ့အဖိုးဆုံးသွားပြီးတဲ့နောက်ပိုင်းမင်းကသူ့ကိုကြက်ပေါင်ဖယ်ပေးတဲ့ပထမဆုံးလူပဲကျွန်တော်ကြက်တေသွားတယ်အဲ့ဒီနေ့လေရင်ပေါ်မှာကြက်ပေါင်ကိုတခိုက်ကိုက်လိုက်ပြီးနောက်ရုတ်တရက်ရက်တန့်သွားတဲ့သူ့ရဲ့မျက်နှာအမူအရာကိုကျွန်တော်ပြန်တတိယလိုက်မိတယ်ကြက်ကင်ကစားမကောင်းလို့များလားဆိုပြီးကျွန်တော်ထင်ခဲ့တာတကယ်တော့မဟုတ်ခဲ့ဘူးပဲသူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပို့တစ်ခုတင်ခဲ့တယ်လို့ယူကော်တုံးကပြောတယ်ကြက်ကင်ဓာတ်ပုံတစ်ပုံနဲ့ပေါ့စာသားကစကလုံးတစ်လုံးတည်းရဲ့ငါတယောက်တည်းမြင်ရအောင်တီးတန့်တင်ထားတာအဲ့ဒါက3နှစ်အတွင်းမှာသူတင်ခဲ့တဲ့ပထမဆုံးပို့ပဲကျွန်တော်ခေါင်းကုန်းလိုက်မိပြီးလေချောင်းတွေတဆူလာတယ်လို့ခံစားလိုက်ရတယ်ယူကော်တုံးကကျွန်တော်ပခုံးကိုပုတ်တယ်နောက်ပိုင်းမင်းတို့ဘာဆက်ဖြစ်မလဲဆိုတာကိုငါဂရုမစိုက်ဘူးဒါပေမဲ့ငါသမီးလေးပြုံးခဲ့တယ်လေအဲ့ဒါနဲ့တင်လုံလောက်နေပါပြီအဲ့ဒီနောက်သူကနောက်တစ်ခွန်းထပ်ဖြစ်ပြောတယ်ဒါပေမဲ့မင်းသာသူ့ကိုအနိုင်ကျင့်ရဲ့ကျင့်ကြည်စံကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညှိနှိုင်းမှုလားဆိုတာဘာလဲဆိုတာမင်းသိအောင်ငါလုပ်ပြမယ်ကျွန်တော်လည်းအသေးအတန်ကောင်းကြီးပြလိုက်ရတာစက်သားကလေပင်မှာတော့နင်းသွားမတတ်ပဲအပြန်လမ်းမှာကျွန်တော်ခေါင်းထဲမှာကိစ္စတစ်ခုပဲရှိတော့တယ်လေရင်ပေါ်မှာသူငိုခဲ့တာကစိတ်ဆက်ထားတာကိုဖျက်လိုက်ရလို့ကြီးတက်တက်မဟုတ်ဘူးအဲ့ဒီချက်ကင်ကသူ့အဖိုးကိုတတိယသွားစီလို့ပဲကျွန်တော်ကလည်းတိုက်တိုက်ဆိုင်ဆိုင်တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ပဲကြက်ပောင်ကိုဖဲပြီးသူ့စီကမ်းပေးခဲ့မိတာကိုကျွန်တော်ပတ်စံအိတ်ကိုထုတ်လိုက်ပြီးအဲ့ဒီလေရင်တက်လက်မှတ်ကိုရှာထုတ်လိုက်တယ်လူရူရန်ဆိုတဲ့နာမည်3လုံးကိုကျွန်တော်တင်ထားတာ2ဝက်တောင်ကျော်နေပြီးတောင်လေးတွေတောင်ပွန်းလည်နေပြီးကျွန်တော်အသက်ကိုဝါဝရှူသွင်းလိုက်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒါပေမဲ့ကန်ကြမာကကျွန်တော်ကိုစကားဆက်ပြောဖို့အခွင့်အရေးမပေးခဲ့ဘူးဝန်ထန်ကအရင်စတင်လှုပ်ရှားလာတယ်သူကမိဖက်ကုမ္ပဏီတချို့နဲ့ပူးပေါင်းပြီးကျင်းချန်ဂယူနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုတပြိုင်တည်းရုပ်သိမ်းပစ်လိုက်တယ်ပြီးတော့လုပ်ငန်းနယ်ပယ်အတိုင်းဝိုင်းထဲမှာယူရူရန်ကလက်အောက်ငယ်သားနဲ့ရုံတွင်အချစ်ဇလံဖန်တီးနေတယ်ဆိုတဲ့ကောလာဟာလာတွေကိုဖြန့်ပစ်လိုက်တယ်။ဒါနဲ့လက်ကတပြိုင်တည်းထိုးဆိုင်လာတယ်လို့ပဲယူရူရန်ကရုံခန်းထဲမှာဒီအကြက်တဲကိုဖြည့်ရှင်းနေရပြီးမျက်နှာကလည်းဖြူဖြောနေတယ်။ကျွန်တော်ကတော့သူ့ရုံခန်းတကားဝမှာရက်နေပြီးလက်ထဲမှာတော့အလုတ်ထွက်စာတစ်စောင်ကိုကင်ထားတယ်။အဲ့ဒီစာရွက်ကိုသူမြင်လိုက်တဲ့အချိန်မှာသူ့လက်ချောင်းတွေရက်တန့်သွားတယ်။ရှင်သွားတော့မလို့လား။ဝန်ထမ်းပြစ်မှတ်ထားနေတာကကျွန်တော်နဲ့ဥက္ကဋ္ဌကြားကကောလာဟာလာတွေပဲ။ကျွန်တော်ထွက်သွားရင်ကောလာဟာလာတွေကအလိုလိုပြက်ပြဲသွားလိမ့်မယ်ကျွန်တော်အရန်ကိုတီတီငိမ့်ငိမ့်နဲ့ပြောလိုက်တယ်တညလုံးလေ့ကျင့်ထားခဲ့တာကိုလူယူရမ်းမတက်ရက်လာတယ်သူ့တန်တွေကတုံရင်နေပေမဲ့သူအတက်နိုင်ဆုံးထိန်းချုပ်ထားတယ်နံပါတ်10ရှင့်ကိုငါမေးမယ်ရှင်ကကိုမတန်ဘူးလို့ထင်နေတာလားဒါမှမဟုတ်ရှင်မှာအဲ့ဒီလိုသဘောမျိုးလုံးဝမရှိခဲ့တာလားကျွန်တော်တိတ်ဆိတ်သွားတယ်ရှင့်မှာသာအဲ့ဒီလိုသဘောမျိုးမရှိခဲ့ဘူးဆိုရင်ငါလက်မှတ်ထိုးပြီးရှင့်ကိုသွားခွင့်ပြုမယ်သူအသက်ကိုပြင်းပြင်းရှူလိုက်တယ်ဒါပေမဲ့ရှင်မှာအဲ့ဒီလိုသဘောမျိုးရှိခဲ့ရင်ရှင်ဘာလို့ထွက်ပြေးမှာလဲ
ရှင်ထွက်ပြေးသွားရင်ဝန်ထမ်းလိုလူမျိုးအကြံအောင်သွားမှာပေါ့ကျွန်တော်ကအလုပ်ဖြုတ်ခံရတဲ့တာမန်ဝန်ထမ်းလေးတယောက်ပါဥက္ကဋ္ဌကကျင်းချန်ဂရီရဲ့ဥက္ကဋ္ဌလေးတလောကလုံးကကျွန်တော်တို့နှစ်ယောက်ကိုမလိုက်ဖက်ဘူးလို့ပြောကြလိမ့်မယ်လို့ပြောလိုက်တယ်လူရန်ကကျွန်တော်စီလျှောက်လာပြီးကျွန်တော်လက်ထဲကအလုပ်ထွက်စာကိုဆွဲယူလိုက်တယ်ပြီးတော့ကျွန်တော်မျက်စိရှိမှတင်စုပ်ဖြဲပစ်လိုက်တယ်မလိုက်ဖက်ဘူးဆိုတာတခြားသူတွေဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးသူကလေရင်ပေါ်မှာရှင့်ကြက်ပေါင်ကိုကမ်းပေးလုံးကရောလိုက်ဖက်သလားမလိုက်ဖက်ဘူးလားဆိုတာကိုတွေးခဲ့ဘူးလို့လားတဲ့ကျွန်တော်စွန့်သွားတယ်သူ့မျက်နှာကနီရဲနေပေမဲ့ပါဇက်ကတော့တန်မဏိလိုမာကြောနေတုံးပဲအလုတ်ထွက်စာကိုခွင့်မပြုဘူးရှင်သဘောနဲ့ရှင်ထွက်ရဲထွက်ကြည့်စာချုပ်ဖောက်ဖျက်မှုအနေနဲ့လစာ3လစာရော်ကြီးပေးရမယ်ရှင်လျော်နိုင်လို့လားမလျော်နိုင်ရင်ဆက်ပြီးအလုတ်ဆင်းထွက်သွားတော့ကျွန်တော်တကားဝကိုရောက်တော့ခဏလောက်ရက်လိုက်တယ်ဥက္ကဋ္ဌလေးကိုဘာကိစ္စလဲအဲ့ဒီချက်ကင်ကိစ္စကလေအဲ့ဒီအချိန်တုန်းကကျွန်တော်ချစ်ခွင့်ပန်နေတာမဟုတ်ပါဘူးသူဘာမှပြန်မပြောဘူးဒါပေမဲ့ဥက္ကဋ္ဌသာသဘောတူမယ်ဆိုရင်နောက်စားမဲ့ချက်ကင်တွေကိုကျွန်တော်ဥက္ကဋ္ဌကိုအမြဲတမ်းတဝက်ခွဲကျွေးပါမယ်ကျွန်တော်လှည့်မကြည့်ခဲ့ဘူးတကားအပြင်ကိုထွက်လာတော့ခြေထောက်တွေတောင်တုန်နေပြီဒါပေမဲ့ကျွန်တော်နောက်ကျောဘက်ကနေခက်ဖောဖွာရေတံလေးတစ်ခုကိုတော့ကျွန်တော်ကြားလိုက်ရတယ်ဟုတ်တယ်ကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်အလုံးမထွက်ခဲ့ဘူးမထွက်ခဲ့ရုံတည်းမကဘူးချက်ချင်းလက်ငင်းနောက်ထပ်ကိစ္စတစ်ခုကိုတောင်လုပ်လိုက်သေးတယ်တလအချိန်ယူပြီးဝန်ထမ်းလူယူသွားတဲ့မိဖက်ကုမ္ပဏီတွေအကုန်လုံးကိုပြန်ပြီးဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်နီလန်းကတော့အရင်နီလန်းဟောက်မှာပဲဟန်တွေမလုပ်ဘူးလေလုံးတွေမမိုးဘူးဖောက်တီကိုခေါ်ပြီးကြက်ကင်သွားစားတယ်ပြီးတော့သူတို့ရဲ့တကယ်လက်တွေ့ပြဿနာတွေကိုတိတိကျကျဖြေရှင်းပေးလိုက်တာပဲဝန်ထမ်းအဲ့ဒီသတင်းကိုကြားတော့ဒေါသအကြီးနဲ့ခွက်တစ်ခွက်ကိုတောင်ရိုက်ခွဲပစ်လိုက်တယ်လို့ကြားရတယ်သူ့လက်ထောက်ကဒရိုက်တာတစ်ဆက်ကကျွန်တော်တို့ဆွေးနွေးနေတဲ့ဖောက်တဲ့နှစ်ဦးကိုပါစာချုပ်ချုပ်သွားသလားလို့ပြောတယ်ဝန်ထမ်းကသူဘယ်လိုဆွေးနွေးလိုက်တာလဲတဲ့လက်ထောက်ကကြားတာတော့လူတွေကိုကြက်ကင်ဝယ်ကျွေးတာတဲ့ဟာ sorry ပါဗျာဒီအပိုင်းကရှောင်းယုံကြီးကကျွန်တော်ကိုပြန်ပြောပြတာပါကျွန်တော်ပြန်တွေးမိတိုင်းရဲချင်နေတော့မယ်6လအကြာမှာတော့အရာအလုံးတည်ငြိမ်သွားခဲ့တယ်ကျင်းချန်ဂရုရဲ့စွမ်းဆောင်ရည်ကလည်းစံချိန်တစ်တင်နိုင်ခဲ့တယ်ကျွန်တော်လည်းလုပ်ငန်းနယ်ပယ်ထဲမှာနာမည်နည်းနည်းရလာတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်အဓိကကတော့အဲ့ဒီကကြက်ကင်ဈေးညှိနှိုင်းနေရကြောင်းပါပဲဒီဟာတာကလုပ်ငန်းနယ်ပယ်အုပ်စုတွေထဲမှာတော်တော်လေးကိုနာမည်ကြီးသွားခဲ့တာ MBA ပါမောက္ခတယောက်ကတော့သူ့ရဲ့သင်ခန်းစာတာရကတစ်ခုအနေနဲ့သုံးဖို့ကျွန်တော်စီလာရှာသေးတယ်ကျွန်တော်ညှင်းလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်မလုပ်ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုရှိသေးတယ်လူရန်ကိုတရားဝင်ချစ်ခွင့်မပန်ရသေးတာပါမလုပ်ချင်လို့တော့မဟုတ်ဘူးအဲ့ဒီလိုအရေးကြီးတဲ့အချိန်ကိုရောက်တိုင်းကျွန်တော်မှအပြစ်တစ်ခုရှိနေတယ်လို့ပဲအရေးကြီးလေပါဇက်ကစကားမပြောနိုင်လေဖြစ်သွားတတ်လို့ပါခဲချန်ကနေကနေလေရင်နဲ့လာပြီးအကြံပေးဖြစ်လုပ်ပေးတယ်ရှောင်းယုံယူနဲ့လီရှီယာကတော့အတွင်းလူအနေနဲ့တာဝန်ယူပေးတယ်သူတို့3ယောက်ကကျွန်တော်အတွက်ချစ်ခွင့်ပန်မဲ့အစီအစဉ်တစ်ခုကိုရေးဆွဲပေးခဲ့တယ်အစီအစဉ်ကတော်တော်လေးရိုးရှင်းပါတယ်ရှောင်းယုံယူကဥက္ကဋ္ဌလျိုရဲ့အစားအသောက်ရောက်ပြီဆိုတဲ့အကြောင်းပြချက်နဲ့ဥက္ကဋ္ဌရုံးခန်းထဲကိုကြက်ကင်တကောင်သွားပို့မယ်ကြက်ကင်ကအထူးမှထားတာပါကြက်ပေါင်ပေါ်မှာအစားတောက်တုံးဖဲကျိုးလေးနဲ့လက်စွပ်တကွင်းကိုချီထားမယ်ကျွန်တော်ကစင်ကြံလမ်းမှာစောင့်နေမယ်သူလက်စွပ်ကိုတွေ့သွားတဲ့အချိန်ကျမှတကားတုံးဖွင့်ပြီးဝင်သွားမယ်ပြီးပြည့်စုံတဲ့ရှင်းလင်းတဲ့လုံးဝအမှားယွင်းမရှိနိုင်ဘူးဒါပေမဲ့အဲ့ဒီမှာလွဲသွားတာပါပဲအဲ့ဒီနေ့ကမှတိုက်ဆိုင်ကုမ္ပဏီကဝန်ထမ်းတွေအားလုံးအတွက်နေကင်းစာအဖြစ်ကြက်ကြော်တွေမှာပေးထားတာလေလီရှီယာကအစားအသောက်လဲကိုမှားဆွဲသွားပြီးကျွန်တော်အထူးမှထားတဲ့ကြက်ကင်ကိုနေကင်းစာကြက်ကြော်တွေထဲရောထည့်လိုက်မိတယ်အဲ့ဒီလိုနဲ့ကြက်ကင်ကဗန္နာယီဌာနစီရောက်သွားတော့တာပဲဗန္နာယီဌာနကလုပ်ဖို့ကင်ဘက်တွေကပါကင်ဘူးကိုဖွင့်ကြည့်ပြီးကြောင်းတောင်းဖြစ်သွားကြတယ်ဒီနေ့နေကင်းစာကဒီလောက်တောင်အဆင့်မြင့်လာလားဘာလို့ကြက်ပေါင်ပေါ်မှာလက်စွပ်တကွင်းမှာခြိထားတာလဲပေါ့အဲ့ဒီသတင်းလဲကြားရောကျွန်တော်လူကိုကြက်တီတီသွားတော့တာပဲကျွန်တော်အထက်38ကနေအထက်12ကိုတဟုန်ထိုးပြေးဆင်းသွားတယ်ချွေးတန်တရွရွနဲ့ဗန္နာယီဌာနတဲကိုစုဝင်သွားတာဗန္နာယီဌာနကလုပ်ဖို့ကင်ဖက်10ယောက်လုံးကျွန်တော်ကိုပြိုင်တူမော့ကြည့်လာကြတယ်အဲ့ဒီကြက်ကင်ကျွန်တော်မောလုံးလို့စကားတောင်ပြအောင်မပြောနိုင်ဘူးကြက်ပေါင်ပေါ်မှာလက်စွပ်တကွင်းပါတယ်အမကြီးတယောက်ကကြက်ပေါင်ကိုမြှောက်ပြတယ်လက်စွပ်ကအပေါ်မှာရှိနေတော့မဲ့ဒါပေမဲ့ကြက်ပေါင်ကတော့တကိုက်ကိုက်ခံထားရပြီနေကင်းစာမှာမဲဖောက်ပေးတဲ့လက်ဆောင်များလားလို့အောက်မိတာတဲ့ကျွန်တော်ကြက်ကင်ကိုပြန်ယူလာတဲ့အချိန်မှာတော့ကုမ္ပဏီတစ်ခုလုံးကိုသတင်းကပြတ်နေလောက်ပြီနံပါတ်10ကကြက်ပေါင်ပေါ်မှာလက်စွပ်ချီပြီးချစ်ခွင့်ပန်မလို့လေ4ချိန်မြောက်အဆက်ကွဲခြင်းပါပဲကျွန်တော်အထက်38ကိုအယူတယောက်လိုအမြန်ပြန်ပြေးတက်သွားပြီးယူရန်ရဲ့ရုံးခန်းထဲကိုဝင်ချသွားတယ်သူကကလတ်ထိုင်ပေါ်မှာထိုင်နေတယ်တိတ်ကိုရှင်းလင်းနေတာပဲသူလဲတီးသွားလောက်ပြီရှောင်းယုံယူကဘေးမှာရက်နေတယ်သူ့မျက်နှာထားကတော့ Richter scale 8အဆင့်လောက်ရှိတဲ့အပြုံးကိုအတင်းအောက်အေးထားရတဲ့ပုံစံမျိုးပဲကျွန်တော်သူ့ရှိမှရက်နေတယ်ချွေးတွေကတန်တရွဲနဲ့တကိုယ်လုံးမှာလဲကြက်စီနန်းတွေထောင်းနေတာပဲလက်ထဲမှာလဲတကိုက်အကိုက်ခံထားရတဲ့ကြက်ကင်တကောင်ကိုကင်ထားတယ်သူကကျွန်တော်ကိုကြည့်နေတယ်ကျွန်တော်ကလည်းသူ့ကိုကြည့်နေတယ်ကျွန်တော်အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်တယ်စီးဝါးကိုက်အောင်အကြိမ်30လောက်လေ့ကျင့်ထားတဲ့ချစ်ခွင့်ပန်စကလုံးတွေကိုပြောဖို့ပြင်လိုက်ခါမှာပဲအဲ့ဒီချိန်စာကအချိန်ကိုက်ရောက်လာပြန်ရောမင်းလက်ထက်မလားလို့ဖြစ်သွားတယ်
ရှောင်းယုံယူကဝက်သက်တလူမျိုးအတန်ပြဲကြီးနဲ့អော်လိုက်တော့တယ်တကားဝမှာချောင်းကြည့်နေတဲ့လီရှီယာနဲ့အ ਨੇ ဆုံးလှုပ်ဖို့ကင်ဖက်20လောက်လဲတပြိုင်တည်းစိတ်ပြက်လက်ပြက်ဖြစ်သွားကြတယ်လူရူရန်ကကျွန်တော်ကိုကြည့်နေတဲ့သူ့မျက်ဝန်းထဲမှာမျက်ရည်စတွေဝိုင်းနေပေမဲ့သူကတော့ရေနေတုံးပဲမျက်ရည်တွေကျလာတဲ့အထိကိုရေနေတာပါသူလျှောက်လာပြီးကျွန်တော်လက်ထဲကကြည်ရဆိုးလာတဲ့ကြက်ကင်ကိုလှမ်းယူလိုက်တယ်ပြီးတော့ကြက်ပေါင်ပေါ်ကလက်စွပ်ကိုဖြုတ်ပြီးသူ့ဘာသာသူဆွတ်လိုက်တော့တယ်အဲ့ဒီနောက်သူကောင်းမော်ပြီးကျွန်တော်ကိုကြည့်ကပြောတယ်မယောင်းဘူးဒါပေမဲ့အလကားတော့ပေးနိုင်နေတဲ့တဲ့ကြမင်္ဂလာဆောင်ရောက်တော့ခဲချန်ဆိုတဲ့ကောင်းဆုပ်ပေးတဲ့မင်္ဂလာလက်ဆောင်ကဓာတ်ပုံပေါင်းတစ်ခုပြအဲ့ဒီထဲမှာကျွန်တော်ရဲ့ကိုရေးရာဇဝင်ကိုထည့်ထားပြီးကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုအထူးကျွမ်းကျင်သည့်ဆိုတဲ့စာလုံးကြီးတွေကိုရွှေရောင်မာကာဖောင်တိန်နဲ့ထင်ထင်ရှားရှားလိုင်းထားသေးတာကျွန်တော်လည်းသူ့နောက်ကိုလိုက်ဆွဲတာဟိုတယ်ကို2ပတ်ခွဲလောက်ပတ်ပြေးရတယ်ကျွန်တော်အမေကပင်မစားပွဲမှာထိုင်ရင်းရိုကော်တုံးနဲ့ခွက်ချင်းတိုက်ပြီးပြောနေတယ်ခမဲခမတ်ကြီးရေကျုပ်တို့2ယောက်ရဲ့ရေဆက်ကကြက်တကောင်ကြောင့်ပဲတော့တဲ့ရိုကော်တုံးကဟာဟာတိုက်ရပြီးကျွန်တော်သမီးကငငယ်ကလေးကကံကြမ္မာကိုမယုံတတ်ဘူးအခုတော့ယုံသွားပြီမလားလို့ပြောတယ်လူရူရန်ကကျွန်တော်ဘေးမှာမင်္ဂလာဝတ်စုံဖြူကြီးနဲ့ထိုင်ပြီးကြက်ကင်တကောင်ကိုဖဲစားနေတယ်အဲ့ဒါကဟိုးတုံးကလေရင်ပေါ်ကဆိုင်တူကနေဝဲလာတာလေသူချက်ပေါင်စားနေတဲ့ပုံစံကနည်းနည်းမှမနှွေးနှောင်းပေမဲ့ကျွန်တော်သူ့ကိုငေးကြည့်နေမိတယ်9စက္ကန့်လောက်လားဒါမှမဟုတ်1မိနစ်လောက်လားမသိပါဘူးကျွန်တော်တို့အကောင့်အသစ်ရဲ့ပထမဆုံးဗီဒီယိုကိုအတူတူရိုက်ခဲ့ကြတယ်သူကအကောင့်နာမည်ကိုဂျီနီတိုက်မေးရလို့စွပ်ပေးချင်နေတာကျွန်တော်ကလည်းဒါကအရန်ကြီးစိတ်သက်ဆက်ဆံမနေဘူးလားလို့ပြောတော့သူကရှင်ကသဘောမတူဘူးလားတဲ့ကျွန်တော်လည်းမရှိပါဘူးသဘောတူပါတယ်လို့ပဲပြောလိုက်ရတယ်ကင်မရာဖွင့်ပြီးကျွန်တော်ကင်မရာကိုကြည့်ပြီးအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့မြည်ဆန်းပြမယ်ပထမဆုံးချက်ကင်ကတော့လို့ပြောနေတော့လူရူရန်ကကင်မရာပြင်ကနေကြက်ပေါင်တစ်ချောင်းကိုကျွန်တော်မျက်နှာနာထိုးပေးလာပြီးမယောင်းဘူးစားလိုက်တော့တဲ့ကွန်မန့်ကန်နာရဲ့ပထမဆုံးတစ်ခုကခဲချန်ရေးထားတာဒါနဲ့ကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုကိုတကယ်ပဲတင်ရမှာလားအွန်လိုင်းကနေစောင့်နေတယ်အရေးကြီးလို့တဲ့ဒုတိယတစ်ခုကရှောင်းယုံယူတင်လဲအပူပဲရုပ်ရည်ကိုကြည့်ရမှာတဲ့တတိယတစ်ခုကလီရှီယာတငယ်ချင်းတို့ရေငါပြောပြမယ်သူချစ်ခွင့်ပန်တဲ့နေ့ကအဲ့ဒီချက်ကင်ကိုဘန်နာရေးဌာနကတကိုက်ကိုက်စားလိုက်သေးတယ်ဟာဟာဟာငါ3နှစ်လောက်ရေရအောင်မယ်တဲ့စတုထတစ်ခုကရိုကော်တုံးသမီးရေကြက်ပေါင်ကြီးပဲကုံအောင်မစားနဲ့ဦးတမတ်အတွက်လဲခြံထားဦးနဲ့ကျွန်တော်ကွန်မန့်တွေကိုကြည့်ပြီးရေးလိုက်ရတာဖုန်းတောင်ဟုတ်ဖို့အိုးလဲကြလူနေပါပဲအဲ့ဒီနောက်လူရူရန်ကအနာတိုးလာပြီးကျွန်တော်ပခုံးပေါ်ခေါင်းမိရင်တူတူလေးပြောတယ်နံပါတ်10အဲ့ဒီနေ့ကကြက်ပေါင်ဖဲကျွေးခဲ့လို့ကျေးဇူးတင်ပါတယ်နော်တဲ့ကျွန်တော်ဘာမှပြန်မပြောပဲသူ့လက်ကိုပို့ပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားလိုက်တယ်ပတ်စံအိတ်ထဲကအဲ့ဒီလေရင်တက်လက်မှတ်ကတော့ရှိနေတော့မဲ့ထောင်လေးတွေပွန်းလဲပြီးစာလုံးတွေမိတ်နေပေမဲ့လူရူရန်ဆိုတဲ့နာမည်3လုံးကတော့ရှင်းရှင်းလင်းလင်းမြင်နေရတော့မှာလူရူရန်ရဲ့နောက်ဆက်တွဲဇလန်းအဲ့ဒီနေ့လေရင်ပေါ်တုန်းကသူမရဲ့အခြေအနေကိုစကလုံးလေးလုံးနဲ့ဖော်ပြရရင်တော့ဘဝကြီးကိုစိတ်ကုန်နေတဲ့ပုံစံမျိုးပါပဲဝန်ထမ်းနဲ့ဆေးဆက်ထားတာကိုဖျက်လိုက်တဲ့တဲ့ရင်ကစီးပွားရေးလောကထဲမှာပြန့်သွားတော့လူတိုင်းကသူမကိုလှောင်ပြောင်ဖို့စောင့်နေကြတာလက်ထပ်လို့မရတဲ့မိမကျန်းကြီးကအမော်မြက်တွေရွေးလွန်းလို့တနေ့နောက်တရလိမ့်မယ်ဟာဆိုတဲ့စကားတွေကိုသူမမကြားခဲ့တာမဟုတ်ပါဘူးဒါပေမဲ့သူမကအကျုံငယ်ကလေးကစိတ်တက်ကိုတမဏိလိုခိုင်မာအောင်လေ့ကျင့်ထားတာမို့ဘသူပါပြောပြောစိတ်မနာတတ်ပါဘူးသူမကိုတကယ်ပဲနာကျင်စေခဲ့တာကနောက်ထပ်ကိစ္စတစ်ခုပါအဲ့ဒီနေ့ကသူမအဖိုးရဲ့ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့ဖြစ်နေလို့ပဲနှစ်တိုင်းဒီလိုနေ့မျိုးဆိုရင်သူမကကြက်ကင်တကောင်အမြဲဝယ်လေးရှိတယ်တမိုးကြည့်တာမဟုတ်ပါဘူးလမ်းဘေးကတာမန်ကြက်ကင်မျိုးပေါ့ငငယ်တုန်းကအဖိုးကအပတ်တိုင်းသူ့ကိုလမ်းထိပ်ခေါ်သွားပြီးကြက်ကင်တကောင်ဝယ်ကျွေးလေးရှိတယ်သူတို့တကားခုံပေါ်မှာထိုင်ပြီးခွဲစားကြတာပေါ့အဖိုးကကြက်ပေါင်2ချောင်းလုံးကိုသူ့ကိုပဲပေးတတ်တယ်အဲ့ဒါကသူမဘဝမှာအချစ်ခံရခြင်းရဲ့အစောဆုံးနဲ့အစစ်မှန်ဆုံးအမှတ်တရပဲလေအဖိုးဆုံးပါသွားပြီးတဲ့နောက်မှာတော့သူမကဘသူနဲ့မှကြက်ကင်ခွဲမစားခဲ့တော့ဘူးအဲ့ဒါကသူမနဲ့အဖိုးကြားကတီးတန့်အလေးထားလေးတစ်ခုမို့လို့ပါဒါကြောင့်ဘေးခုံက3ရက်လောက်ငက်ပြက်နေပုံရတဲ့လူတစ်ယောက်ကကြက်ရှင်ရောက်မလားလို့လာမေးတဲ့အချိန်မှာသူမရဲ့ပထမဆုံးတုတ်ပြန်မှုကဒေါသထွက်တာမဟုတ်ပဲရေစရာကြီးလို့ခံစားရတာတကယ်ကိုရေစရာကောင်းလွန်းနေတာပါသူမကအဖိုးကိုလွမ်းဆွတ်တဲ့အနေနဲ့ကြက်ကင်တကောင်ကိုပိုက်ထားခါမှပေပေါင်း3000အမြင့်ကကောင်းကင်ရန်ထက်မှာသူစိမ်းတယောက်ရဲ့ကြက်ရှင်ရောက်မလားဆိုတဲ့အမေးကိုခံရတာဟာသူမရဲ့ဘဝနဲ့တူမနေဘူးလားအမြဲတမ်းကိုအားနည်းဆုံးအချိန်ကြမှာကံကြမ္မာရဲ့အတိတ်ပဲမရှိတဲ့နောက်ပြောင်ခြင်းကိုခံရတာမျိုးလေသူမကကြက်ကင်ကိုသူ့စီဆွထိုးပေးလိုက်တာအဲ့ဒီအချိန်တုန်းကသူမတယောက်တည်းအေးအေးဆေးဆေးနေခြင်းရုံပဲရှိတာဒါပေမဲ့အဲ့ဒီလူကကိစ္စတစ်ခုလုပ်ခဲ့တယ်သူကကြက်ကင်ကိုဖက်ပြီးကြက်ပေါင်တစ်ချောင်းကိုသူမစီကမ်းပေးလာတယ်သူမကြက်ပေါင်ကိုလှမ်းယူလိုက်တဲ့အဲ့ဒီစက္ကန့်ပိုင်းလေးမှာပဲခေါင်းထဲမှာအဖိုးတကားခုံပေါ်မှာထိုင်နေတဲ့ပုံရိပ်တွေကဖြက်ခနဲပြန်ပေါ်လာခဲ့တော့တယ်သူကလည်းအဲ့ဒီလိုပဲကြက်ပေါင်ကိုသူမစီကမ်းပေးခဲ့တာလေအဲ့ဒီသူစိမ်းကဒီအကြောင်းတွေကိုမသိပါဘူးသူကမိန်းကလေးတွေငိုနေတာမြင်ရင်စားစရာပေးရမယ်လို့အမေကပြောဖူးတယ်လို့ပဲပြောခဲ့တာတကယ်ကိုအဲ့တဲ့လူပါပဲဒါပေမဲ့သူမတကိုက်ကိုက်စားလိုက်တဲ့အချိန်မှာပဲရုတ်တရက်ကြီးတိတ်ပြီးဝမ်းမနေတော့တယ်လို့ခံစားလိုက်ရတယ်နောက်တော့သူအလုတ်လာလျှောက်တယ်
ကိုရေးရဇဝင်ထဲမှာကြက်ပဲစသည့်ငှက်မျိုးနွယ်ဝင်များကိုရောင်းချရာတွင်ဈေးညီနိုင်မှုလို့ရေးထားတာကိုသူမမြင်လိုက်ရတဲ့အချိန်မှာရေချင်းစိတ်ကိုမနှဲအောင်ထားရပြီးစပွဲအောက်မှာလက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ထားလိုက်ရတယ်။ရှောင်းယုံယူကအဲ့ဒီစာကြောင်းကိုဖတ်ပြလိုက်တဲ့အချိန်မှာတော့သူမတကယ်ကိုရေချွဲတော့မလို့ဖြစ်သွားလို့စပွဲကိုပဲအတင်းပုတ်နေလိုက်ရတယ်။သူမသူ့ကိုဌာန3စီပို့လိုက်တယ်။အဲ့ဒါကလက်စားချေတာမဟုတ်ပါဘူး။ဌာန3ကတကယ်ပဲပင်ပန်းတဲ့နေရာပါ။ဒါပေမဲ့ဌာန3ကရလက်ထွက်ဖို့အလွယ်ကူဆုံးနေရာလည်းဖြစ်နေပြန်တယ်။တခြားဌာနတွေမှာစီးမြင့်စည်းကမ်းတွေကအများများလုံးနဲ့ဌာန3ကတော့လွတ်လွတ်လပ်လပ်လုပ်ခွင့်ရတယ်။သူမသူ့ရဲ့အရင်အလုပ်တွေ့ကြုံတွေကိုဖတ်ကြည့်ပြီးပြီ။အရေးချင်းတော့ရှိတယ်ကံလေးနည်းနည်းဆိုးနေတာပဲရှိတာ။ဌာန3ကသူ့အတွက်အသင့်တော်ဆုံးပါပဲ။ဒါပေမဲ့သူမအဲ့ဒီအကြောင်းပြချက်တွေကိုသူ့ကိုမပြောပြခဲ့ပါဘူး။ရှောင်းယုံယူကသူမသဘောနဲ့သူ့ကိုကော်ဖီတွေစပို့ပေးနေတယ်။ဥက္ကဋ္ဌကပို့ခိုင်းတာပါဆိုပြီးတော့ပေါ့။သူမကလည်းငါပို့ခိုင်းတာမဟုတ်ဘူးလို့ပြောတော့ရှောင်းယုံယူကဒါဆိုမနှက်ပြန်ဆက်ပို့ရမလားလို့မေးတယ်။သူမကရပါတယ်။ထားလိုက်ပါလို့ပဲပြန်ဖြေလိုက်တယ်။ဘာလို့လဲလို့တော့မမေးနဲ့သူမကိုယ်တိုင်လည်းအဖြေကိုမသိလို့ပါပဲ။နှစ်ပတ်လည်ပွဲနေ့တုန်းကလီရှီယာကသူတို့ပထမဆုံးတွေ့တုန်းကသူမဘာပြောခဲ့လဲလို့သူ့ကိုမေးတယ်။တခန်းလုံးကသူ့ကိုလှောင်ဖို့စောင့်နေကြတာလေ။သူမမတ်တက်ရက်လိုက်တဲ့အချိန်မှာတွေးမိတာကသူ့ကိုတယောက်တည်းအဆက်ကွဲမခံနိုင်ဘူးဆိုတာပါပဲ။ကြက်ကင်တကောင်ကြောင့်သူအလောင်ခံရဖို့မထိုက်တန်ပါဘူး။အဲ့ဒီကြက်ကင်ကအဲ့ဒီနေရာမှာရှိနေတဲ့လူအားလုံးသိထားတာထက်သူမအတွက်ပိုပြီးအရေးပါလို့ပါ။ဒါကြောင့်သူမအဲ့ဒီစကားကိုပြောလိုက်တာပါ။အဲ့ဒါကသူမဘဝမှာရခဲ့ဘူးသမျှအကောင်းဆုံးချစ်ခွင့်ပန်စကားပါပဲ။သူမလိန်ပြောနေတာမဟုတ်ပါဘူး။သူကအဲ့ဒီကြက်ကင်ရဲ့အဓိပ္ပာယ်ကိုမသိသလိုအဲ့ဒီကြက်ပေါင်ရဲ့တန်ဖိုးကိုလည်းမသိပါဘူး။သူကသူ့ရဲ့စိတ်ရင်းအလိုအရသူမငိုနေတဲ့အချိန်မှာသူမကိုတဝက်ခွဲကျွေးခဲ့တာပါ။ဒီလောကကြီးမှာသူမအဝမ်းနည်းဆုံးအချိန်တွေရောက်တိုင်းကြက်ပေါင်ကမ်းပေးတတ်တဲ့သူဆိုလို့အဖိုးနဲ့သူနှစ်ယောက်တည်းပဲရှိတာပါ။နောက်တော့သူအလုတ်ထွက်တော့မယ်လို့တယ်။သူမသူ့ရဲ့အလုတ်ထွက်စာကိုစုပ်ဖြဲပစ်လိုက်တယ်။သူမကလေရင်ပေါ်မှာကြက်ပေါင်ကမ်းပေးတော့ငါရောလိုက်ဖက်သလားမလိုက်ဖက်ဘူးလားဆိုတာကိုတွေးခဲ့ဘူးလို့လားလို့ပြောလိုက်တယ်။သူတကားဝကိုရောက်တော့နောက်စားမဲ့ကြက်ကင်တွေကိုအမြဲတမ်းတဝက်ခွဲကျွေးပါမယ်ခါလို့ပြောသွားတယ်။သူထွက်သွားတဲ့အချိန်ကျမှသူမအကြာကြီးရေလိုက်မိတယ်ပြီးတော့ခဏလောက်ငိုလိုက်မိပြန်တယ်။ရှောင်းယုံယူတကားတုံးဖွင့်ပြီးဝင်လာတော့သူမရဲ့ပုံစံကိုမြင်ပြီးပြန်ထွက်သွားတယ်။10မိနစ်လောက်အကြာမှာတော့ရှောင်းယုံယူကလီရှီယာစီကိုဝီချက်ကနေစာပို့လိုက်တယ်။ "โอเคသွားပြီမင်္ဂလာဆောင်ဖို့ပြင်တော့တဲ့။လီရှီယာကချက်ချင်းပြန်ပို့တယ်။ဒီလောက်တောင်မြန်လာလားတဲ့။ရှောင်းယုံယူကအချိန်ပိုင်းပဲလိုတော့တာ။နင်ချက်ကင်သွားမှထားလိုက်တော့အလို့ပြောတယ်။ချက်ကင်မှပြီးဘာလို့မလို့လဲလို့မေးတော့ရှောင်းယုံယူကဘာမှပြန်မဖြေဘူး။အဲ့ဒီနောက်မှာတော့ချစ်ခွင့်ပန်တဲ့ကိစ္စရောက်လာတော့တာပါပဲ။အဲ့ဒီချက်ကင်ကဗန္နာရေးဌာနစီရောက်သွားပြီးတကိုက်အကိုက်ခံလိုက်ရတယ်။သူကချွေးတန်တရွရွနဲ့အပြေးဝင်လာပြီးတပိုင်းတစဖြစ်နေတဲ့ချက်ကင်ကိုမြှောက်ပြရင်သူမကိုပြောတယ်။မင်းလက်ထက်မလားတဲ့။ဒီလူယူနေသလားလို့တွေးမိတယ်မလား။ဒါပေမဲ့သူမကတော့အဲ့ဒီလက်စွပ်ကိုကိုယ့်ဘာသာကိုစွတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမကအဲ့ဒီစကားကိုစောင့်နေခဲ့တာတနှစ်တိတိရှိနေပြီမို့လို့ပါ။သူကရောင်ရမ်းပြီးပြောထွက်သွားတာပဲဖြစ်ပါစီလေ။ပတ်စံအိတ်ထဲမှာတော့သူမတိမှန်သူမတိသေးတဲ့လေရင်တက်လက်မှတ်တစ်စောင်ရှိနေပါသေးတယ်။သူမရဲ့လေရင်တက်လက်မှတ်ပါ။အဲ့ဒီနေ့ကသူမမတော်တဆထိုင်ကုန်ပေါ်မှာကြံခဲ့တာလေ။လေရင်ပေါ်ကဆင်းတော့သူကောက်ယူလိုက်တာကိုမျက်လုံးတောင်းကနေသူမမြင်လိုက်ပါတယ်။ဒါပေမဲ့သူမကတမင်တက်အတန်မထွက်ပဲပြန်မတောင်းခဲ့တာပါ။ဒီseason လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အားပေးကြည့်ရှုခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ Like နဲ့ Subscribe လေးလုပ်ပေးဖို့မမေ့တဲ့အပြင် Notification ခေါင်းလောင်းလေးကိုပါတခါတည်းနှိပ်ပေးခဲ့ကြပါဦးနော်။ကျေးဇူးအများကြီးတင်ပါတယ်။